ကဘာပေါ်မှာခန္ဓာကိုယ်အကြီးမားဆုံးဖြစ်ုံနဲ့မကားပဲလူသားတွေလိုပဲခံစားချက်အပီရှိပြီးအသိဉာဏ်အလွန်မြင့်မားတဲ့တတ္တဝါကိုပြပါဆိုရင်တော့စင်ဒီကိုပဲပြမှာပါဒီနေ့ဗီဒီယိုမှာတော့စင်ဒီရဲ့ထူးခြားတဲ့လှုပ်ဝက်ချက်တွေကိုပြောပြပြီးတော့မှာဖြစ်ပါတယ်ပထမဆုံးစင်ဒီရဲ့နှမောင်းကြောင်ပါစင်တကောင်ရဲ့နှမောင်းမှာကြော်သားပေါင်း3သိန်းကျော်ပါဝင်ပါတယ်ဒါကြောင့်မဲအလွန်လေးလံတဲ့တက်လုံးတွေကိုမနိုင်သလိုမြေပြင်ပေါ်ကအတချောင်းလောက်သေးငယ်တဲ့အရာကိုလည်းညှက်ယူနိုင်စွမ်းရှိပါတယ်သူတို့ရဲ့အဆွဲတွေဟာတကယ်တော့အရှည်သွားတွေဖြစ်ပြီးတက်လုံးရှည်နေတာပါနောက်ပြီးနားရွက်ကြီးတွေကိုရပ်ခတ်နေတာဟာပူလို့တွေမဟုတ်ပဲသူတို့ရဲ့ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးနေတာလည်းဖြစ်ပါတယ်စင်တွေဟာမှတ်ဉာဏ်အလွန်ကောင်းပါတယ်သူတို့ဟာရေတွင်းနေရာတွေနဲ့လမ်းကြောင်းတွေကိုဆယ်စုနှစ်ပေါက်များစွာကြာတဲ့အထိမှတ်မိနေတတ်ကြတယ်ထားပြန်သူတို့ဟာမိသားစုစနစ်ကိုအလွန်တန်ဖိုးထားပြီးအသက်အကြီးဆုံးစင်မကြီးကပဲအုပ်စုကိုဦးဆော်ပါတယ်အဖွေးဝင်တကောင်တေဆုံးသွားရင်တော့ဝမ်းနဲ့ပူဆွေးတက်ကြတဲ့ခံစားချက်ရှိတဲ့တတ္တဝါတွေပါပဲစင်တကောင်ဟာတနေ့ကို12နာရီကနေ18နာရီအထိအစာစားကိုပဲအချိန်ပေးရပါတယ်တနေ့ကိုအပင်နဲ့တစ်သီးဝလံကီလို150ကျော်လောက်အထိစားသုံးတတ်ကြပါတယ်နောက်ထပ်ထူးခြားတာကသူတို့ဟာလူတွေမကြားနိုင်တဲ့အလွန်နှိမ့်တဲ့အတန်လိုင်းတွေကိုတုံးပြီးမိုင်ပေါင်းများစွာအကွာအဝေးထိအချင်းချင်းဆက်သွယ်နိုင်ကြတာပါပဲဒီလောက်ချစ်စရာကောင်းပြီးအသိဉာဏ်ရှိတဲ့စင်တွေကိုအစွဲအသွက်တက်ဖြတ်တာတွေနေရင်ဒေတာဖြစ်စည်းတာတွေကြောင့်အခုဆိုရင်မျိုးသုံးမဲ့အန်ဒီယန်တွေရင်ဆိုင်နေရပါပြီဒါကြောင့်ဒီတဘာဝရဲ့လက်ဆောင်မှုတွေကိုကျွန်တော်တို့အားလုံးဝိုင်းဝန်းကာကွယ်စောင့်ရှောက်သင့်ပါတယ်အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘိုးတူတာတွေကိုသိချင်နေဆိုရင်တော့ကျွန်တော်ရဲ့ page ကို like နဲ့ follow လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်